can't do it, Franny. I'm not a good mother. You'll be better off here without me. Debbie ဟာ Franny ကသူ့ကြောင့်ဒုက္ခရောက်နေရတယ်လို့ခံစားမိပြီးတခါက Franny ကိုဆွန့်လွတ်ဖို့အထိစဉ်းစားခဲ့ပူပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အရာအလုံးကိုအတူတူရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တခြားကလေးတွေမှာကောင်းမွန်တဲ့ကလေးတွန်းလဲတွေရှိနေချိန်မှာ Franny ရဲ့လဲကတော့ဈေးပေါ်ပြီးရှက်စရာကောင်းနေတာကို Debbie သတိထားမိသွားပါတယ်။ဒါကြောင့်အနီးနားမှာကောင်းမွန်တဲ့တွန်းလဲတစ်စီးကိုတွေးလိုက်တဲ့အခါသူ့အကြံတစ်ခုရသွားပါတော့တယ်။သူဟာ Franny ရဲ့ပစ္စည်းတွေကိုယူပိုကောင်းတဲ့တွန်းလဲတွေပြောင်းထည့်ပြီးနောက်လက်မကြည့်ပဲထွက်လာခဲ့ပါတယ်။အိမ်ရောက်မှထိုတွန်းလဲထဲမှာကစားစရာတွေမကပဲပတ်စံအိမ်နဲ့ငွေသားတွေပါပါလာမှန်းသူသိလိုက်ရပါတယ်။ Oh my god. online မှာရှာကြည့်လိုက်တဲ့အခါအဲ့ဒီတွန်းလဲဟာဒေါ်လာ4,000တန်မှန်းသိလိုက်ရလို့သူပြန်ရောက်မှုဆုံးဖြတ်လိုက်ပါတယ် Holy shit, somebody already wants to buy the pram. Yeah, how much? 500? What, dollars? Yeah, dollars. Debbie ဟာချက်ချင်းပဲသဘောတူညီမှုရအောင်လုပ်ပြီးလူကိုယ်တိုင်တွေ့ဆုံရောင်းချခဲ့ပါတယ်ရလာတဲ့ပတ်စံနဲ့သူနဲ့ Franny အတွက်အဝတ်စားတွေဝယ်ပြီး Julia ဆိုတဲ့ကလေးထိန်းတစ်ယောက်ကိုတော့ငှားလိုက်ပါသေးတယ် Who the hell is Joliemi? My new night nurse. You're what? Joliemi stays up with Franny so I can have a good night's sleep and be refreshed in the morning. Where'd you get the money for a night nurse? I started an online business. သူမဟာကျောင်းမှာလည်း Franny ကိုကြည့်ပေးမဲ့သူရှိကြောင်းတငယ်ချင်းတွေကိုကြွားလုံးထုတ်ပါသေးတယ် Can your night nurse watch my Quandi too? Sure, no problem. It's only $20 an hour. $20? Premium infant care doesn't come cheap, ladies. ပတ်စံဆက်ရနေဖို့အတွက် Debbie ဟာဒီနီလန်အတိုင်းခိုးထားတဲ့တွန်းလဲတွေကိုဆက်ရောက်နေခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲဒီနီလန်ကအလွန်နှေးကွေးတယ်လို့သူခံစားလာရပါတယ်ဒါကြောင့်အစီအစဉ်အသစ်တစ်ခုထပ်ဆွဲလိုက်ပါတယ်သူဟာတွန်းလဲမျိုးမျိုးကို online မှာအရင်တင်နေဝယ်သူကိုအရင်ရွေးခိုင်းပြီး order ရတဲ့တွန်းလဲကိုမှသွားခိုးတာပါမထင်မှတ်ပဲဒီလုပ်ငန်းကအတော်လေးအယောင်သွက်နေခဲ့ပါတယ် It's for the Bugaboo stroller. Hi, you contacted me about the baby Bugaboo? Yes, it's still here. I mean, available. See you there in 30 minutes. သူမဟာအရင်ကထပ်ပိုဈေးကြီးတဲ့နှစ်ယောက်စီတွန်းလဲတစ်စီးကိုတွေ့သွားပါတယ်ဈေးကောင်းရမယ်အထင်နဲ့ Franny ကိုအဲ့ဒီထဲထည့်ပြီးယူလာခဲ့ပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲတွန်းလဲတဲကနေငိုတန်တစ်ခုကိုသူမကြားလိုက်ရပါတော့တယ် Shit.